အားလုံးပဲမင်္ဂလာပါလူ podcast ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါလေကျွန်တော်တို့လူတိုင်းဒီပါကြုံတွေ့ဖို့ကြတဲ့ပုပ်ပွေနေလေးပြောဖို့ခက်ခဲတဲ့အစိတ်တောင်ဖြစ်စေတဲ့ဆက်ဆံရေးဆိုတဲ့အကြောင်းကိုပြောပြချင်ပါတယ်ဒါဟာချစ်သူချင်းမိသားစုတငယ်ချင်းလောက်ငန်းခွင့်စားဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်ကြုံရနိုင်တဲ့အခြေအနေတစ်ခုပါ toxic relationship လို့အင်္ဂလိပ်လိုခေါ်တဲ့စိတ်တောက်ဖြစ်စေတဲ့ဆက်ဆံရေးဆိုတာတကယ်တော့ပါလေအလွယ်ပြောရရင်ဒီဆက်ဆံရေးထဲမှာတင်းကိုစိတ်ပိုင်းဆိုင်ရာဒါမှမဟုတ်ရုပ်ပိုင်းဆိုင်ရာထိခိုက်အောင်လုပ်တာတင်းကိုရီကိုတွေတည်းရဲ့ခံစားချက်တွေကိုအဆက်မပြတ်ချိုးနေတာတင်းကိုပြင်ပန်းလွှမ်းနေအောင်ကိုယ်ကိုယုံကြည်မှုပြောင်းအောင်လုပ်တဲ့ဆက်ဆံရေးမျိုးပြောချင်တာပါဒါအကြမ်းပါတဲ့ဆက်ဆံရေးတစ်ခုရဲ့ဆန့်ကျင်ဘက်တစ်ခုလို့တော့ပြောလို့ရပါတယ်ဒီလိုဆက်ဆံရေးမှာရှိနေတယ်ဆိုရင်တင်းဟာအမြဲတမ်းစိုးရိမ်ပူပန်မိတာမျိုးတွေတင်းကိုတင်တတ်မှုမရှိတယ်လို့ခံစားရတာမျိုးတွေတင်းတို့နဲ့အတူသူတို့နဲ့အတူရှိတဲ့အချိန်တွေမှာလည်းစိတ်ညစ်ရတာမျိုးတွေစိတ်လေးလံရတာမျိုးတွေပြီးတော့သူတို့စီကနေခွင့်လွှတ်ချက်တောင်းယူရတာမျိုးတွေခံစားနေရတတ်ပါတယ်ဒီလိုဆက်ဆံရေးမျိုးကိုဘယ်လိုပြီးနိုင်မလဲဆိုတဲ့ဒီကလက္ခဏာရဲ့အချို့ကိုပြောပြပေးချင်ပါတယ်နံပါတ်1တစ်ချက်က control and jealous သူတို့ဟာတည်ရင်လုံရဲ့အတိုင်းတွားတဲ့နေရာအတိုင်းစကားပြောတဲ့သူတိုင်းကိုစစ်ဆေးခြင်းနဲ့တည့်ရဲ့ဖုန်း social media တွေကိုခွင့်မပြုဘဲဝင်ကြည့်တာမျိုးတွေပြီးမင်းကိုငါပဲ view site တယ်ဆိုတဲ့အကြောင်းပြချက်ပေးတတ်တယ်ဒါချစ်တာမဟုတ်ပါဘူးဆွဲလန်းကြည့်တဲ့ပိုင်ဆိုင်ခြင်းနဲ့စိတ်သက်သက်တာဖြစ်ပါတယ် emotion နဲ့ manipulation သူတို့ရဲ့အမားအတွက်တင့်ကိုအပြစ်တင်တယ်ဒီကြောင့်ပဲငါဒီလိုဖြစ်ရတာဆိုတဲ့စကားမျိုးသုံးတယ်တင့်ကိုနာကျင်အောင်လုပ်ပြီးပြန်ရည်တတ်တယ်တင့်ကိုစိတ်တန်ရာပေးတဲ့အရာတွေပြောပြီးငါဟာသာတယောနေတာပါမင်းကြီးကစိတ်ထိခိုက်လွယ်တာပြောတတ်တယ်ဒီအပြုမှုတွေကို gaslighting လို့ခေါ်ပါတယ်တည့်ရဲ့မညံနဲ့ခံစားချက်ကိုယုံကြည်မှုပြအောင်လုပ်ခြင်းတစ်မျိုးပါ constant criticism တည့်ရဲ့အတွေ့အဖြစ်အလောက်အကိုင်စကားပြောဟန်လုံနေလုံဟန်တိုင်းကိုချိုးနေတယ်တိတိမမွားအမားလေးအတွက်တောင်အကြီးအကျယ်စုပူတာလေပြီးတော့ရွေချက်ကတည့်ရဲ့ကိုယ်ကိုတွေးယုံကြည်မှုကိုတဖြည်းဖြည်းချိုးပြတ်သွားဖို့ပါပဲ love bombing and delusion ခါလေးတင့်ကိုအရန်ချီးမွမ်းတယ်ချစ်တာတွေပြတယ်နောက်ချိန်မှာပဲရုပ်တရက်အေးဆက်ပြီးလေးလူရှူပြစ်တင်တယ်တော့ delusion ဒီလိုအပြစ်အမှုနှမျိုးကြားမှာတင်စိတ်ရှုပ်ထွေးပြီးသူတို့ရဲ့ချီးမွမ်းမှုကိုပို့လို့ချင်လာတတ်တယ်ဒါတင့်ကိုသူတို့အပေါ်မီးခွာလောက်တဲ့နေတဲ့ခုမျိုးပါ and cause boundaries တင်ရဲ့မလုံချင်ဘူးမပြောချင်ဘူးမတွားချင်ဘူးဆိုတဲ့စကားကိုလေးစားမှုရှိဘူးတင်ရဲ့ကိုရေးကိုတာအချိန်အိမ်မှုကိစ္စငွေကြေးကိစ္စတွေထဲကိုထိတ်တိုင်းဝင်ရောက်တာမျိုးတွေကိုပြောချင်တာပါဆိုတော့ဒီလိုဆက်ဆံရေးထဲကနေဘယ်လိုထွက်မလဲဒါတော့အခက်ခဲဆုံးအပိုင်းပါပဲဒါပေမဲ့တည့်ရဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်မဖြစ်မနေလုပ်ရမယ့်အဆင့်တွေရှိပါတယ်ပထမတော့ acknowledge အတိမတ်ပြုခြင်းပထမဆုံးဝန်ခံရမှာကဟုတ်ပြီငါဒီဆက်ဆံရေးကအစိတ်တောက်ဖြစ်နေပြီဆိုတာပါဒါဝန်ခံမှုခက်ခဲပါတယ်ဒါပေမဲ့ဒါကိုပြင်ဆင်ရေးခရီးစဉ်ရဲ့ပထမဆုံးအရေးကြီးဆုံးခြေလှမ်းတစ်ခုပါပဲ set boundaries နဲ့ make the matchingတင်းကိုဘယ်လိုပြောဆိုဆက်ဆံခွင့်ရှိပြီးဘယ်လိုမရှိဘူးဆိုတာရေးရေးဝုန်းဝုန်းပြောပါဥပမာမင်းငါ့ကိုဒီလိုစုလို့မရဘူးငါဖုံကိုခွင့်မပြုပဲမကြည့်နဲ့ငါဆုံးဖြတ်ချက်တွေကိုငါချမှတ်မယ်ဒီလိုပြောဖို့တတ်တည်လဲလိုပါတယ်တရားစင်နေတဲ့ sex box အကူအညီတောင်းခြင်းမှာတယောက်တည်းရက်တည်ဖို့တယောက်တည်းရင်ဆိုင်ဖို့မလိုပါဘူးတရယုံကြည်ရတဲ့မိသားစုဝင်ဒါမှမဟုတ်သူငယ်ချင်းဒါမှမဟုတ်တယောက်ယောက်စီကအကူအညီတောင်းတာမျိုးတော့ပါသူတို့ဟာတင်းကိုစိတ်သက်သာနေတဲ့ထဲကနေပြီးတော့တင်းရဲ့စိတ်ဆုံးဖြတ်ချက်တွေကိုလည်းအားပေးနိုင်ပါလေနောက်ဆုံးအဆင့်နေတဲ့က left ကိုခွာရှင်းပြည့်စည်ခြင်းပါတခါတည်းမှာနေနဲ့မိတ်တမတ်တာတော့မှအလုံးမဖြစ်တော့ပါဘူး။ဒီရဲ့စိတ်ချမ်းသာရေးနဲ့ကျမရေးအတွက်အကောင်းဆုံးရွေးချယ်မှုကဒီဆက်ဆံရေးကနေလမ်းခွဲမှုပါပဲ။ကွာရှင်းပြည့်စည်ဖို့ဆိုတာနာကျင်ရပါတယ်ဒါပေမဲ့ဒါစိတ်တောက်ကနေလူမြောက်ပြီးပြန်လေနဲ့လည်းချူဖို့အတွက်ဖြစ်မနေလို့အပ်တဲ့ခြေလှမ်းတစ်ခုဖြစ်ပါတယ်။ဆိုတော့တင်းရဲ့တန်ဖိုးဟာတစုံတစ်ယောက်ရဲ့ဆက်ဆံခံရမှုပုံမှန်မှုတည်နေတာမဟုတ်ပါဘူး။
တရားချစ်ချင်းမြတ်တာလေးစားမှုနဲ့ကောင်းမှုတဲ့ဆက်ဆံရေးကိုခံစားပိုင်ခွင့်ရှိပါတယ်အစိမ့်တောက်ဖြစ်စေတဲ့ဆက်ဆံရေးထဲမှာရှိနေပြီလေဆိုရင်ဒီကနေ့ပြောခဲ့တဲ့အချက်လေးတွေကိုစဉ်းစားကြည့်စေချင်ပါတယ်နံပါတ်1ကတက်တိရှိပါဒုတိယအနေနဲ့အကူအညီတောင်းပါတတိယအနေနဲ့ကတော့တင်းအတွက်အကောင့်ဆုံးဆုံးဖြတ်ချက်ကိုချမှတ်ပါလို့ချက်ပေးချင်ပါတယ်ဆိုတော့ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲလူပုတ်ကဲကုန်နာဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ပတ်မှာထပ်ဆောင်ကြမယ်နော်တည့်ရဲ့စိတ်နဲ့ခန္ဓာအကျမ်းမှာပျော်ရွှင်ကြပါစေ